ကိုယ်လည်းကမှ AI automation သုံးပြီးတော့မှဘာသုံးလို့ရလဲဆိုတာကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့ customer chat reply မှာဒီ Facebook page မှာပဲဖြစ်ဖြစ် live OA မှာပဲဖြစ်ဖြစ်စာပို့လိုက်ပြီဆိုတာနဲ့လိုလျောက်စာပြန်ပို့ဆိုပြီးကျွန်တော်လုပ်လို့ရပါတယ်။နံပါတ်2အချက်အနေနဲ့ကတော့ဒီ list collection ရဲ့ CRM ကိုဒီ list form ကိုဖြည့်လိုက်ပြီဆိုတာနဲ့ဘယ်လိုမျိုးကိုက smart convert ချင်တဲ့အရာကို AI ကနေမှ automated လုပ်ပြီးတော့ပုံစံမျိုးလုပ်လို့ရပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့ဒီ appointment booking ပေါ့ဒီ customer နေပြီးတော့မှ appointment ခုလုပ်လိုက်တယ်။အမှတခါလေအဲ့ရက်ရောက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ customer ကို email အတိလမ်းပို့ပေးရမျိုးပြန်လာဖို့အတွက်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကိုယ့်ကိုလည်းပြန်ပြီးတော့ဒီ customer လာမယ့်အကြောင်းကိုပြန်ပြီးအတိပေးရမယ်ဒီမျိုးကျွန်တော်လုပ်လို့ရပါတော့နော်ဒီနံပါတ်၄ချက်က sales follow up ပေါ့ကိုယ့်ရဲ့ customer ကိုဒီ follow up လိုက်ပေးတာပြီးတော့ဒီ reminder ပြန်လုပ်ပေးတာဒီ quotation ပို့ပေးတာဒီမျိုးလေးကျွန်တော်လုပ်လို့ရပါတော့နံပါတ်5ချက်နေရတော့ဒီ order and payment notification ပေါ့ဒါပါတော့မြန်မာနိုင်ငံမှာတော့အများကြီးဒီမတုံးကြဘူးပေါ့နော်ဒီမှာထားပါတခြားနိုင်ငံတွေမှာဆိုလို့ရှိရင် Shopify ပေါ့နော်ဟိုမှာဈေးဝယ် website တွေပေါ့အဲ့မှာဆိုလို့ရှိရင်ကိုက order တစ်ခုရလိုက်ပြီဆိုတာနဲ့ Telegram နေပြီးတော့မှဒီ order လေးကြားလာမယ်ဆိုရကိုအစ်ပြန်လိုက်မိတိပေးရမျိုးအမှတ်6အနေနဲ့ကတော့တင်း notification ဖြစ်ပါတယ်ဥပမာကျွန်တော်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီ click app ဆိုရဲ website မှာတခုခုကျွန်တော်ဖြည့်လိုက်ပြီဆိုတာနဲ့ကျွန်တော် Telegram ထဲကတင်းမမာတွေရှိရဲ့ခုတဲကိုအလိုလေးတခုခုအတိပေးရမျိုးပေါ့အဲ့လိုမျိုးလေးကျွန်တော်လုပ်လို့ရပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့ဒီ report and dashboard ဖြစ်ပါတယ်တနေ့တာရဲ့ဒီဝန်ထမ်းတွေ report တွေကိုကျွန်တော် following နဲ့ဖြည့်ခိုင်းမယ်ဖြည့်ခိုင်းပြီးတဲ့အခါမှာညဘက်တိုင်းပေါ့ဥပမာ8နာရီတိုင်းဒါမှ9နာရီတိုင်းမှာ AI ကနေပြီးတော့မှလူတွေ analysis လုပ်ပြီးတော့မှကိုပြန်ပြီးတော့ပေးတာမျိုးပေါ့ dashboard အနေနဲ့ပြန်ပေးရမျိုးဒီလိုမျိုးလေးကျွန်တော်လုပ်လို့ရပါတယ်ဒါကတော့အကြမ်းမြင်ကျွန်တော်ပြောပြရပါတော့ကိုယ့်ရဲ့လုပ်ငန်းပုံမူတည်ပြီးဥပမာ hotel ဆို hotel ဆောက်ဆိုင်စားတော့ဆိုင်ကိုယ်တင်တန်းဆိုတင်တန်းအဲ့ပုံမူတည်ပြီးတော့ကိုလုပ်ချင်တဲ့အရာမှန်တယ်များကို automation ပေါ့နော်ဒီနဲ့ကျွန်တော်တို့ကလုပ်လို့ရပါတယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကတော့ကျွန်တော်တို့တယောက်ချင်းတယောက်နဲ့တော့တူပါတော့မဟုတ်ဘူးကျွန်တော် customize လုပ်ပေးရမှာဖြစ်တော့ကြောင့်မလို့အခုဆိုရင်ကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ဒီ Twinova.asia မှာတွားပြီးတော့မှဒီနာဒီ WhatsApp ပြီးတော့ line ကနေတစ်ဆင့်ကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်နော်